မင်္ဂလာပါခင်ဗျာကျွန်တော်တို့ပေါ့ခင်ဗျာကျွန်တော်နေ့စဉ်နှီးပါအသုံးပြုနေတဲ့ဒီ Play Store ဟာပေါ့ခင်ဗျာကျွန်တော်တို့ software တွေ down တဲ့အခါမှာပေါ့ခင်ဗျာကျွန်တော်တို့အရန်လေးပြီးတော့ပေါ့ခင်ဗျာ software down ရတာအရန်ကြာနေပေါ့ခင်ဗျာဒီ Play Store ဟာတန်ရှင်းရေးလုပ်ဖို့လိုတယ်ပေါ့ခင်ဗျာကျွန်တော်တို့ဖုန်းတွေကိုတန်ရှင်းရေးလုပ်တယ်လို့ပဲပေါ့ခင်ဗျာဒီ Play Store software ကိုလည်းတန်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်ခင်ဗျာဒီ Play Store တန်ရှင်းရေးလုပ်ချင်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်ပထမဆုံးအနေနဲ့ဒီ Play Store app ကလေးတွေကိုဝင်လိုက်ပါမယ်ခင်ဗျာဝင်ပြီးရင်တော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာကိုယ့်ရဲ့ profile ပေါ့ခင်ဗျာကျွန်တော်တို့ညာဘက်တောင်အပေါ်ဆုံးမှာရှိတဲ့ဒီ profile လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်ကိုယ့်ရဲ့ account profile လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးရင်တော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာဒီကျွန်တော်တို့ setting ဆွဲထားကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီမှာsetting ပေါ့ခင်ဗျာကျွန်တော်တို့ဒီ setting တွေကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီမှာ setting တွေကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်နှိပ်ဝင်ပြီးရင်တော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာနှိပ်ပြီးပြီးတော့ကျွန်တော်တို့ဒီမှာ channel မှာပေါ့ခင်ဗျာကျွန်တော်တို့ဒီမှာဒီ channel ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာဒီ channel ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာ account တစ်ပိုက်ဒီမှာပေါ့ခင်ဗျာ preference ဆိုတာလေးကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာ account တစ်ပိုက် preference ဆိုတဲ့ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်နှိပ်ဝင်ပြီးတော့ကျွန်တော်တို့ကဒီအောင်နားလေးမှာရှိမှာပေါ့ခင်ဗျာကျွန်တော်တို့အောင်နားလေးမှာကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာclear device ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာကျွန်တော်တို့ဒီမှာclear ပေါ့ခင်ဗျာ clear device search history ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့တန်ရှင်းလုပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီမှာclear device search history ဆိုတာလေးကိုတစ်ချက်ကျွန်တော်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ကျွန်တော်ဒီမှာclear history ဆိုတာလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တန်ရှင်းလုပ်လိုက်ပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ဒီမှာပေါ့ခင်ဗျာclear waitlist ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ခင်ဗျာကျွန်တော်ဒီမှာ clear waitlist ဆိုတာလေးကိုလည်းတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့ကျွန်တော်ကဒီမှာပေါ့ခင်ဗျာ clear ကိုနှိပ်ပြီးတော့ထပ်ပြီးတော့ကျွန်တော်တန်ရှင်းလုပ်လိုက်ပါမယ်ခင်ဗျာတန်ရှင်းလုပ်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ Play Store မှာတစ်ချက်တန်ရှင်းလုပ်လို့ပြီးပေါ့ခင်ဗျာပြီးရင်တော့ကျွန်တော်နောက်တနည်းကတော့ကျွန်တော် Play Store လေးကိုတစ်ချက်ဖိထားလိုက်ပါမယ်ခင်ဗျာကျွန်တော်30စက္ကန့်လောက်ဖိထားလိုက်မယ်ပေါ့ခင်ဗျာဖိထားရင်တော့အခုလိုတက်ကလေးပေါ်လာမယ်ပေါ့ခင်ဗျာပေါ်လာတဲ့ဒီတက်ကလေးကိုတစ်ချက်ကျွန်တော်တက်ကလေးနဲ့ထောက်လိုက်ပါမယ်ခင်ဗျာထောက်လိုက်ပြီးတော့ဒီမှာပေါ့ခင်ဗျာကျွန်တော်တို့ storage ဆိုတဲ့ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာကျွန်တော်တို့ဒီ storage ဆိုတဲ့ကိုနှိပ်ဝင်ပြီးတော့ကျွန်တော်တို့ဒီမှာclear data လေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ delete ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ Play Store ဟာတန်ရှင်းလုပ်လို့ပြီးသွားပြီပေါ့ခင်ဗျာကျွန်တော်တို့ကတချို့ဖုန်းတွေကြတော့ပေါ့ခင်ဗျာကျွန်တော်တို့ဒီ Play Store ဖိပြီးတော့အခုလိုပုံစံလေးမပေါ်တဲ့လူတွေကတော့ကျွန်တော်တို့ဒီ setting တွေကနေတွားပြီးတော့လုံးဝမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ setting လေးတွေကိုတွားလိုက်မယ်ပေါ့ခင်ဗျာသွားပြီးရင်တော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာ S ဆိုတဲ့ပေါ့ခင်ဗျာ app ပေါ့ခင်ဗျာ S ဆိုတဲ့ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ပြီးရင်တော့ကျွန်တော် app management နဲ့ကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာနှိပ်ဝင်ပြီးရင်တော့ကျွန်တော်တို့ကဒီမှာ Play Store လေးကိုတွေ့အောင်တစ်ချက်ရှာလိုက်မယ်ပေါ့ခင်ဗျာဒီမှာပေါ့ခင်ဗျာ Google ပေါ့ခင်ဗျာ Google Play Store လေးတွေ့ပေါ့ခင်ဗျာအဲ့ဒီထဲကိုတစ်ချက်နှိပ်ဝင်လိုက်ပါမယ်ခင်ဗျာနှိပ်ဝင်ပြီးတော့ကျွန်တော်တို့ကဒီမှာပေါ့ခင်ဗျာ storage ဆိုတဲ့တစ်ချက်နှိပ်ဝင်လိုက်ပဲနှိပ်ဝင်ပြီးတော့ကျွန်တော်တို့ကဒီမှာ clear data ပေါ့ခင်ဗျာဒီနေရာလေးကခုန clear လုပ်လိုက်လို့ပေါ့ခင်ဗျာဒီ clear data လေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့က delete ကိုတစ်ချက်နှိပ်ရမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့အပြင်ဘက်ကနှိပ်ရင်မပေါ်တဲ့သူတွေအတွက်ပေါ့ခင်ဗျာ setting တွေကနေနှိပ်ပြီးတော့အခုလိုလေး clear လုပ်လိုက်ရပြီပေါ့ခင်ဗျာအခုကတော့ကျွန်တော်တို့ရဲ့ဒီ Play Store ပေါ့ခင်ဗျာကျွန်တော်တို့ရဲ့ဒီ Play Store software တွေ down တဲ့အခါမှာပေါ့ခင်ဗျာ software တွေ down တဲ့အခါမှာအရန်ကြာနေပေါ့ခင်ဗျာအခုလိုလေးကိုယ့်ရဲ့ Play Store ကိုတန်ရှင်းလုပ်ပေးလိုက်ပါခင်ဗျာဆိုရင်တော့ကျွန်တော် software တွေ down တဲ့အခါမှာအရင်ကတည်းပို့ပြီးတော့မြန်ဆန်သွားမှာဖြစ်ပါတယ်ခင်ဗျာ